မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့ကျွန်တော်တို့ကြောင်တွေအကြောင်းပြောကြမယ်ဆိုရင်ဘလို့ကြောင်မျိုးကိုစိတ်ကူးမိကြလဲနူးညံ့တဲ့အမွှေးတွေနဲ့လှပတဲ့ကြောင်လေးတွေကိုပဲမြင်အောင်မိကြမှာပါဒါပေမဲ့အမွှေးလုံးဝမပါတဲ့ကြောင်တစ်ကောင်ရှိတယ်ဆိုရင်ရောအံ့ဩသွားမယ်မလားဒီနေ့ကျွန်တော်တို့ပုံမှန်မဟုတ်တဲ့တမူထူးခြားတဲ့ဒါပေမဲ့ချစ်ဖို့ကောင်းလွန်းတဲ့စပိန်ခတ်ကြောင်လေးတွေအကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသူတို့ရဲ့လှုပ်ဝက်ချက်တွေကိုရှာဖွေလိုက်ကြရအောင်စပိန်ကကြောင်တွေရဲ့ဇင်းမြစ်က1966ခုနှစ်ကနေဒါနိုင်ငံကစတင်ခဲ့တာပါသူတို့ဟာသဘာဝအတိုင်းမျိုးဗီဇပြောင်းလဲမှု genetic mutation ကနေပေါ်ပေါက်လာတာဖြစ်ပြီးလူတွေကမွေးမြူပြီးအမွေးမရှိအောင်လုပ်ထားတာမျိုးမဟုတ်ပါဘူးအစပိုင်းမှာတော့လူအများစုကသူတို့ကိုထူးဆန်းတယ်လို့ထင်ခဲ့ကြပေမဲ့သူတို့ရဲ့ထူးခြားတဲ့အသွင်အပြင်နဲ့ချစ်စပွဲစိတ်နေစိတ်ထားကြောင့်ကမ္ဘာတဝန်းမှာလျင်မြန်စွာရေပန်းစားလာခဲ့ပါတယ်လူအများစုကစပင်ကတွေကိုအမွေးလုံးဝမရှိဘူးချမ်းအေးနေမယ်လို့ထင်ကြပါတယ်ဒါပေမဲ့အမှန်တကယ်တော့သူတို့မှာအရန်နူးညံ့တဲ့မွေးညင်းနူလေးတွေရှိပါတယ်စမ်းကြည့်လိုက်ရင်တိုးမွေးလိုနှွေးထွေးတဲ့ခံစားမှုမျိုးကိုရရှိမှာပါအံ့ဩစရာကောင်းတာကသူတို့ဟာတခြားကြောင်တွေထက်ပိုနှွေးထွေးပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ကိုယ်ပူချိန်ကအမွေးတွေနဲ့အုပ်မထားပဲဓာတ်ရိုက်ထွက်လာလို့ပါပဲဒီတော့သူတို့ကအမြဲတမ်းနှွေးထွေးပြီးအဖော်ကောင်းတွေဖြစ်ပါတယ်အမွေးမရှိတော့အမွေးတွေကြုံမှာမပူရဘူးပေါ့ဟုတ်တယ်ဒါပေမဲ့သူတို့မှလည်းသူ့နည်းသူ့ဟန်နဲ့ဂရုစိုက်မှုတွေလိုအပ်ပါတယ်သူတို့ရဲ့အရေးပြားကသဘာဝစီတွေကိုထုတ်လုပ်ပါတယ်အမွေးမရှိတော့ဒီစီတွေကစုပုံလာပြီးအနံ့သက်ဆိုးတွေထွက်လာနိုင်ပါတယ်ဒါကြောင့်သူတို့ကိုပုံမှန်ရေချိုးပေးရပါတယ်တစ်ပတ်တစ်ခါလောက်ရေချိုးပေးဖို့လိုအပ်ပါတယ်နေအောင်ကြည်တံကနေလည်းကာကွယ်ပေးရပါမယ်အမွေးမရှိတော့နေလောင်တာအရန်လွယ်ပါတယ်အေးတဲ့ရာသီဥတုဆိုရင်တော့သူတို့ကိုနှွေးထွေးအောင်အဝတ်လေးတွေဝတ်ပေးတာဆောင်းလေးတွေပေးထားတာမျိုးလုပ်ပေးရပါတယ်သူတို့ကိုသူတို့နှွေးထွေးအောင်လုပ်ဖို့စွမ်းရည်တွေအများကြီးအသုံးပြုရတာကြောင့်ပုံမှန်ကြောင်တွေထက်အစာပိုစားတတ်ကြပါတယ်သူတို့ရဲ့အလှပကိုထိန်းသိမ်းရတာကတပိုင်းသူတို့ရဲ့စိတ်နေစိတ်ထားကတော့နောက်တစ်ပိုင်းမှာစပိန်ကြောင်တွေဟာကြောင်တွေနဲ့မတူပဲခွေးတွေလိုမျိုးချစ်ခင်တွေတာတက်ကြပါတယ်သူတို့ဟာအရန်ကိုချစ်ဖို့ကောင်းပြီးသခင်နဲ့အမြဲတမ်းနီးကပ်စွာနေကျင်ကြပါတယ်။ပေါင်ပေါ်တက်ထိုင်တာပွေ့ပတ်တာအိမ်ရှင်ရဲ့နောက်ကိုလိုက်တာမျိုးတွေလုပ်တတ်ပါတယ်။အေးတဲ့အခါမျိုးဆိုရင်သူတို့ကလူတွေရဲ့ခန္ဓာကိုယ်အပူကိုရှာဖွေပြီးကပ်နေတတ်ကြတာမို့အဖော်ပြုပေးတာလည်းအရန်ကောင်းပါတယ်။သူတို့ဟာထက်မြက်ပြီးစော့ကစားတတ်ပါတယ်။အမြဲတမ်းစူးစမ်းတက်ပြီးအသက်ဆန်းတွေကိုတင်ယူရတာကြိုက်ကြပါတယ်ပစ္စည်းတွေလိုက်ဖမ်းတာကစားစရာတွေနဲ့စော့ကစားတာပဟေလိကစားနည်းတွေဖြည့်ရှင်းတာမျိုးတွေလုပ်တတ်ပါတယ်တချို့ဆိုခွေးတွေလိုလမ်းလျှောက်ထွက်တာအမိန့်တွေကိုနာခံတာမျိုးတောင်တင်ပေးလို့ရပါတယ်သူတို့ဟာလူတွေနဲ့စကားပြောရတာကြိုက်ပြီးမြို့အတန်မျိုးမျိုးနဲ့သူတို့ရဲ့ခံစားချက်တွေကိုဖော်ပြတတ်ကြပါတယ်ဓမ္မတဲ့သူတွေအတွက်အမွေးမရှိတဲ့စပင်ကတွေကအကောင်းဆုံးလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့အမှန်တကယ်တော့မဟုတ်ပါဘူး။သူတို့ကအမွေးမကျွတ်ပေမဲ့ဓမ္မတဲ့မှုကိုဖြစ်စေတဲ့အရေပြားဆဲတွေဒန်ဒရနဲ့တတွေးတွေကိုထုတ်လုပ်နေတော့ပါပဲ။ဒါပေမဲ့တချို့လူတွေကတော့တခြားကြောင်တွေထက်ဓမ္မတဲမှုတက်တာတာမျိုးတော့ရှိနိုင်ပါတယ်။ဒါကြောင့်ဓမ္မတဲတဲ့သူတွေအနေနဲ့မွေးမြူမယ်ဆိုရင်တော့တေချာလေးလာပြီးမှဆုံးဖြတ်သင့်ပါတယ်။သူတို့ရဲ့တွန့်ကျင်နေတဲ့အရေပြားကြီးမားတဲ့နရွက်တွေနဲ့တံမြာသီးပုံစံမျက်လုံးတွေကသူတို့ကိုထူးခြားဆန်းပြတဲ့အသွင်ပြင်ကိုပေးထားပါတယ်။စပိန်ခတ်ကြောင်တွေဟာအံ့အားသင့်စရာကောင်းတဲ့အယောင်မျိုးမျိုးနဲ့အရေပြားပုံစံမျိုးမျိုးနဲ့ရှိတတ်ကြပါတယ်။အဖြူအနက်အညိုကနေစပြီးအစင်ကြာအကွက်တွေအထိသူတို့ရဲ့အရေပြားပေါ်မှာပေါ်လွင်နေတာကိုမြင်တွေ့ရမှာပါ။ဒါဆိုရင်စပိန်ခါကြောင်လေးတွေဟာထူးခြားတဲ့ဂရုစိုက်မှုတွေလိုအပ်ပေမဲ့သူတို့ပေးတဲ့မေတ္တာနှွေးထွေးမှုပျော်ရွှင်မှုနဲ့ထူးခြားတဲ့အဖော်ပြုမှုတွေကတော့တန်ဖိုးမဖြတ်နိုင်ပါဘူးသူတို့ဟာအလှပဆိုတာပုံစံမျိုးမျိုးနဲ့ရှိနိုင်တဲ့ချစ်ချင်းမေတ္တာဆိုတာအမွေးတောင်တွေနဲ့တိုင်းတာလို့မရနိုင်ဘူးဆိုတာကိုသက်သေပြနေတာပါ